ယောဂီတွေအင်မတန်ရှင်းကျက်တီးငိမ့်ဟုတ်လားတရားလေးထောက်ပါဆိုတော့လည်းမထောင်းကဲအဲ့ဒါလို့ဆိုတော့လည်းကိုခက်တာဟုတ်လားနော်ဦးဇင်းတို့မုဂ္ဂဓမ္မဂတိကလုပ်တာလည်းကြာတော့ကြာပါပြီသို့တော့ဦးဇင်းတို့စာရှာဘုန်းကြီးပြန်လုပ်နေတာလည်း9နှစ်တကြံတွင်းလောက်တော့ထွက်ဟောတယ်အဲ့ဒီတော့ပေါ့နော်တကြံတွင်းနေထွက်ဟောရင်လည်းကောင်းတဲ့နေရာတွေပဲသွားဟောတာရှယ်သေးကြီးပဲမွန်ပြည်နယ်နော်မွန်ပြည်နယ်မှာလည်းဦးဇင်းတို့မွန်ပြည်နယ်မုဒ္ဓမမှာလည်းညာဘွယ်ကြီးတစ်ဝဲဆက်စိတ်မှာလူပင်လည်းပဲနော်လူပင်လည်းဟောလို့ကောင်းတာအဲ့လိုနေရာတွေကြတော့ဘယ်လိုဟောရလဲဆိုတော့မိဘမေတ္တာတွေပါဟောရတာပေါ့အမေမေတ္တာအဖေမေတ္တာအမေကျေးဇူးအဖေကျေးဇူးရောက်တဲ့နေရာမျက်ရည်မကျတဲ့သူမရှိဘူးအဲ့ဒါတော့မျက်ရည်ကျတယ်သို့တော့ဦးဇင်းတို့ကသူများတွေလိုအရန်အတန်ကိုဘလိုကြီးမလုပ်တတ်ဘူးမလုပ်တာပေါ့နော်ဒါပေမဲ့တော်တော်များများကတော့အမေမေတ္တာအဖေမေတ္တာဟောရင်ယောက်ျားတွေတောင်ထပြေးရဥပဒကကြီးတွေကိုထပြေးရတယ်နော်ဥပဒကတွေကိုထပြေးရတော့အဲ့ဒါသူရဲကောင်းကြီးအဖေဆိုဦးဇင်းတို့ line ပေါ်မှာဦးဇင်းရဲ့ Facebook ထဲမှာတော့ရှိတယ်ထင်တယ်သူရဲကောင်းကြီးအဖေဆိုတာတော့ဦးဇင်းတို့ဟောခွင့်ရတဲ့နေရာတိုင်းဟောတာများပါတယ်ဒီမှာတော့ညာဘွဲမပါတော့မဟောဘူးနော်ညာဘွဲပါတဲ့နေရာတွေဆိုဟောတယ်ပြီးကြတဲ့ဦးဇင်းတို့မင်္ဂလာတော်ဘွဲမှာတော့ဟောတယ်မင်္ဂလာတော်မှာတော့ဟောတယ်သို့တော်ကိုကမုဂ္ဂတရားစကားမှာဖြစ်တဲ့အတွက်တာကြီးအတန်ကိုလုပ်လို့မရဘူးဟုတ်တယ်နော်ကဲထားလိုက်တော့ဟိုးရှေ့တော့ကလူတော်ကောင်းများကြီးရွာတရားမှာစီကံကြီးတဲ့ဆရာတော်တစ်ပါးရှိတယ်စီကံလည်းကြီးတယ်သူကမြောက်ကလေးမွေးထားဗာလိမွေးထားအဲ့မြောက်ကလေးကလည်းသူဒီဆရာတော်ရဲ့ဆုံးမသွန်သင်မှုနဲ့အင်မတန်လိမ္မာတယ်အင်မတန်လိမ္မာအင်မတန်နာမည်ကြီးတယ်အဲ့မြောက်ကလေးလိမ္မာတာဘူးလေအင်မတန်လိမ္မာတဲ့မြောက်ကလေးရဲ့သတင်းဟာနန်းတော်အထိပေါက်တယ်နန်းတော်အထိသတင်းပေါက်အဲ့ဒါနဲ့တနေ့တော့အဲ့ဒီနန်းတော်ကဘယင်မင်းမြတ်ကဘာလုပ်လဲဆိုတော့တောကစားထွက်ရင်းနဲ့အဲ့ဒီမြောက်ကလေးပေါ့နော်အင်မတန်လိမ္မာတဲ့မြောက်ကလေးရဲ့သတင်းကြားတဲ့အဲ့ဒီရွာနာရောက်တော့ကြတော့အဲ့ဒီမြောက်ကလေးကသွားကြည့်မယ်ကွာဆိုပြီးတော့ရောက်သွားဆရာတော်ကြောင့်ရောက်သွားဆရာတော်ကြောင့်ရောက်သွားတော့ဘာဖြစ်တော့ဆရာတော်ကိုဦးချဘုရားဦးချပါညာပေါ့နော်လုပ်ပြီးတော့အဲ့မှာမြောက်ကလေးကဘာလုပ်နေလဲဆိုတော့ဘုန်းကြီးကိုဆရာတော်ကိုဆုံးကပ်ဖို့ဆုံးပွဲတွေပြင်နေတယ်ရင်းနေပွဲတွေပြင်အမဲသေချာလုပ်ပါတော့လက်တော်ဘွားလေးပါလေဆုံးပွဲသေချာပြင်းနေတာဘယ်သူလုပ်နေတာတော့မြောက်ကလေးကလုပ်နေအောင်အဲ့ဒါရင်သွေးပကံကခုံပေါ်ကနေပြုတ်ကြတာဝမ်းဆို